တောင်းလာပါမြို့နယ် VIM 12 ရက်ကွက်မှာတည်ရှိတဲ့ငါးလွှာတိုက်သစ်ဆက်ဆက်အယောင်းလေးရဲ့ဈေးနှုန်းလေးက3,590ထပ်ရင်နိုင်သေးနဲ့ရရှိမှာဖြစ်ပါတယ်ရှင်။ဆက်အယောင်းလေးကိုပြပေးပါမယ်နော်။အရှိမတန်ပန်းတကားတစ်ချက်ပါရှိရဲ့ဒါကတော့ကျုံးတကားအကြီးတစ်ချက်ပါရှိပါတယ်ရှင်။ဒါကတော့ဝရဏပေါ့နော်ဝရဏမှာလည်းအခုလိုမျိုးမှန်တယ်တန်အလူမီနီယံတွေနဲ့ဖွဲ့စည်းထားပေးပါတယ်ရှင်။လေဝင်လေထွက်အရန်အားကောင်းတဲ့တောက်တိုက်လေးပဲဖြစ်ပါတယ်ရှင်။တိုက်တစ်ဆက်ဆက်တောက်တိုက်ကိုလိုက်ရှာနေရဆိုရင်တော့ဒီရောင်းလေးကိုလာရောက်ကြည့်ရှုနေကြပါတယ်။ပေ40ပေ60မြေကြီးပေါ်မှာဆောက်လုပ်ထားတဲ့18ပေ54ပေအကျယ်ဝန်းဖြစ်ပါတယ်ရှင်။ဒါကတော့ဧကန်းရဲ့အကျယ်ပေါ့နော်။ဧကန်းမှာဆိုရင်တော့အခုလိုမျိုးဧကွန်တစ်လုံးကိုထားရှိပေးထားပါတယ်။အခုလိုမျိုးဆိုဖာဆက်တီတစ်စုံအကြီးတစ်ချက်ပါရှိပါတယ်ရှင်။ဒီမှာဆိုရင်တော့ TV stand တင်ဖို့အတွက်blackboard တွေကိုဖွဲ့စည်းပေးထားတာကိုတွေ့မြင်ရပါတယ်ရှင်။ဒီမှာဆိုရင်လည်း eco အပြားတွေကောနစ်တွေနဲ့ TV stand တင်ဖို့အတွက်နေရာအကျယ်ကြီးတစ်ခုကိုထားရှိပေးထားတာကိုတွေ့မြင်ရပါတယ်ရှင်။ဒီပေါ်မှာဆိုလည်း luxury design ကျိုးဆွဲမီးတီကိုလည်းတက်ဆင်ပေးထားတာကိုတွေ့မြင်ရပါတယ်။ဒီအပေါ်မှာဆိုရင်လည်း light train တွေကိုနှစ်ထပ်တောင်မှပေါ့နော်အမြုပ်မီးလိုင်းနေနဲ့ပတ်ပတ်လေတစ်ပြင်လုံးအပြည့်ကိုတက်ဆင်ပေးထားတာကိုတွေ့မြင်ရပါတယ်ရှင်။ဒီရှိမှဆိုရင်တော့ဒါဖះเจ้าဆောင်အတွက်တည်တံ့နေရတခုထားရှိပေးထားတာကိုတွေ့မြင်ရပါတယ်။ဒါကတော့ဖះเจ้าဆောင်ပဲဖြစ်ပါတယ်ရှင်။ဒီဖះเจ้าဆောင်မှာလည်းတည်တံ့နေရတခုကိုခွဲပြီးတော့ထားရှိပေးထားပါတယ်။ဒီပေါ်မှာလည်းဖះเจ้าဆောင်အတွက် light stream မီးတွေကိုလည်းအမြုပ်အနေနဲ့ဖွဲ့စည်းပေးထားပါတယ်ဒီနောက်မှာ eco ခုအပြားတွေနဲ့အထဲထဲမှာမီးအမြုပ်တွေကိုလည်းထားရှိပေးထားတာကိုတွေ့မြင်ရပါတယ်ရှင်ဒီရှိမှလည်းလိုက်တာပေါ်မှာအထူသားကိုနှစ်ဖက်အလှလေးနဲ့တက်ဆင်ပေးထားတာကိုတွေ့မြင်ရပါတယ်ရှင်တန်ပန်းတွေကိုလည်းတက်ဆင်ပေးထားတာကိုတွေ့မြင်ရပါတယ်ရှင်တောက်တိုက်ဖြစ်တဲ့အတွက်လင်းဝင်လေထွက်အရန်ကိုကောင်းတဲ့တောက်တိုက်အယောင်တိုက်သစ်စစ်ဆက်ပဲဖြစ်ပါတယ်ရှင်ဒီရှိမှဆိုရင်လည်းအဖြူနဲ့ရွှေနဲ့အောက်က SPC ပတ်ကင်းနဲ့ mask ဖြစ်အောင်လို့ဒီမှာလည်းရွှေရောင်လေးနဲ့အလှဆင်ပေးထားတာကိုတွေ့မြင်ရပါတယ်ရှင်ဒါကတော့ပထမဆုံးအခန်းလေးပေါ့နော်ပထမဆုံးအခန်းလေးကိုပြပေးပါမယ်ရှင်ဒီပထမဆုံးဆက်ဆက်ဝင်ချင်းအခန်းမှာလည်းအခုလိုမျိုးပေါ့နော်ရွှေလိုင်းလေးတွေအနားပုတ်ပြီးတော့လည်းတကားအကြီးတစ်ချက်ကိုထားရှိပေးထားတယ်ဒီဟာဆိုရင်လည်းမှန်နေကုန်အကြီးတစ်ချက်ပဲဖြစ်ပါတယ်မှန်နေကုန်အကြီးတစ်ခုကိုထားရှိပေးထားတာကိုတွေ့နေရပါတယ်ရှင်အခုလိုမျိုးပေါ့နော်ပစ္စည်းအလှပြင်ပစ္စည်းလေးတွေထားလို့ရတယ်ဒီနောက်မှာလည်း eco အပြားရည်နဲ့အထဲထဲမှာအမြုပ်မီးလေးတွေကိုလည်းပတ်လဲတက်ဆင်ပေးထားတာကိုတွေ့နေရပါတယ်ရှင်ဒီလိုမျိုးလေးတွေနဲ့ထားရှိပေးထားပါတယ်ဒါကတော့တယောက်အိတ်အခန်းအကျယ်ကြီးတစ်ခန်းပဲဖြစ်ပါတယ်ဒါကတော့နောက်ထပ်အခန်းကိုထပ်ပြမယ်ဒီနောက်ထပ်အခန်းကိုမရောက်ရှိခင်မှာပဲဒီလျှောက်လမ်းမှာပေါ့နော်အထဲထဲမှာမီးသီးလေးတွေအမြုပ်မီးသီးလေးတွေအပြည့်ပတ်ပတ်လည်းတက်ဆင်ထားတာကိုတွေ့မြင်ရပါတယ်အဲ့အတိုင်းကိုတက်ဆင်ထားပါတယ်ဒီလျှောက်လမ်းမှာပြီးသွားရင်ဒီလျှောက်လမ်းမှာလည်းလိုက်တာအထူသားကိုထားရှိပေးထားတာကိုတွေ့မြင်ရပါတယ်ဘေးနားမှာလည်းတန်ပန်းကိုပတ်ပတ်လည်း brain ပေါက်တိုင်းကိုတက်ဆင်ထားတာကိုတွေ့မြင်ရပါတယ်ရှင်ဒါကတော့နောက်ထပ်2ယောက်အိတ်အခန်းပဲဖြစ်ပါတယ်2ယောက်ရဲ့အခန်းအကျယ်ပေါ့နော်ဒီ2ယောက်ရဲ့အခန်းအကျယ်မှာလည်းအခုလိုမျိုးကောနစ်တီအပြည့်နဲ့ luxury design ပုံစံအထဲထဲမှာမီးအမြုပ်တွေကိုဖိတ်တောက်ဖြစ်နေအောင်လို့ထားရှိပေးရတာကိုတွေ့မြင်ရပါတယ်ရှင်ဒီမှာလည်း2ယောက်အိတ်အခန်းဖြစ်တဲ့အတွက်အခုလိုမျိုးနေရန်ကဗီဒီယိုအကြီးကိုလည်းထားရှိပေးထားပါတယ်ရှင်ဒီနေရာကဗီဒီယိုအကြီးထဲမှာလည်းပေါ့နော်အခုလိုမျိုးဝယ်စားတွေကိုဂျိတ်တင်နဲ့လည်းချိန်ပြီးတော့ထားရှိလို့ရပါတယ်ရှင်တိုက်သစ်ဆက်ဆက်ကိုလက်ဆွဲတက်နေုံလေးအခန်းပဲဖြစ်ပါတယ်တိုက်သစ်ဆက်ဆက်ကိုလက်ဆွဲပြီးတက်နေုံလေးအယောင်ကန်လေးပဲဖြစ်ပါတယ်ရှင်ဒါကတော့နောက်ဖေးပေါ့နော်ဒီနောက်ဖေး kitchen မှာလည်းအခုလိုမျိုးမှန်တကားအကြီးတစ်ချက်ကိုထားရှိပေးရတာကိုတွေ့မြင်ရပါတယ်ရှင်ဒီမီးဖို့ကုန်းကလည်းအကျယ်ကြီးပဲထားရှိပေးထားပါတယ်ပြီးသွားရင်ဒီရေပိုက်ကလည်းကိုလိုသလိုဆွဲပြီးတော့သုံးလို့ရတဲ့ရေပိုက်ကိုတက်ဆင်ပေးထားတာကိုတွေ့မြင်ရပါတယ်ရှင်ဒီမှာ cabinet box တွေအကုန်လုံးထားရှိပေးထားတဲ့အပေါ်တွေမှာရောဒီအောက်တွေမှာရောထားရှိပေးထားတာကိုတွေ့မြင်ရပါတယ်ရှင်
ဒီနောက်ကွင်းမှာလည်းတန်ပန်းတွေပက်ပက်လဲတက်ဆင်ထားတာကိုတွေ့မြင်ရတယ်။ဒီမှာဆိုလည်းတန်တကားအကြီးတစ်ချက်ကိုအပြည့်တက်ဆင်ထားတာကိုတွေ့မြင်ရပါတယ်။အခုနောက်ကွင်း emergency ကိုပြပေးပါမယ်။ဒါကတော့နောက်ကွင်း emergency ပါ။ဒါကတော့နောက်ကွင်း emergency ဖြစ်ပါတယ်။ဒါကတော့နောက်ကွင်း emergency ဖြစ်ပါတယ်။ဒါကတော့ toilet ပါ။ဒီ toilet လေးလည်းပြပေးမယ်။ဒီ toilet မှာလည်းနေရန်အပြည့်ရွှေပြားတွေပက်ပက်လည်းတက်ဆင်ထားပါတယ်။ pressure pump အသစ်တစ်လုံးကိုလည်းတက်ဆင်ထားတာကိုတွေ့မြင်ရပါတယ်။တိုက်အသစ်ဖြစ်တဲ့အတွက်အိမ်နာပိုတိုင်းကလည်းအသစ်လက်ရှိသုံးပေးထားတဲ့ပစ္စည်းတွေအားလုံးကလည်းအသစ်ဆက်ဆက်ကိုသုံးပေးထားပါတယ်ရှင်။ဒါကတော့ရေချိုးကက်ပါ။ဒီရေချိုးကက်မှာလည်းရေပူရေအေးကိုအိမ်ရှင်ကလက်ဆောင်အနေနဲ့ထားရှိပေးထားတာကိုတွေ့မြင်ရပါတယ်ရှင်။ရေပူရေအေးအသစ်ဆက်ဆက်တစ်လုံးကိုလက်ဆောင်အနေနဲ့ထားရှိပေးထားပါတယ်။ဒီအိမ်လေးကိုဝယ်မယ်ဆိုတာနဲ့တိုက်အသစ်ဆက်ဆက်ကိုရရှိပြီးတော့ပစ္စည်းအသစ် brand အသစ်တွေနဲ့ပဲတိုးကရဲ့အရှိမဆိုရင်လည်းအခုလိုမျိုးအရန်လာရဲ့အလားကျွေပေးစဉ်ကိုလည်းထားရှိပေးထားတာကိုတွေ့မြင်ရပါတယ်ရှင်။လိုမျိုးလေးပါဒီထဲမှာလည်းပစ္စည်းလေးထည့်ဖို့ရတယ်။အဆင်ပြေအောင်လို့ပေါ့နော်အဲ့လို pouch ကလေးတွေလုပ်ပေးထားတယ်။ဒီမှာဆိုလည်းဒါအဝတ်လျှော်တဲ့အတွက် pipe line ကိုတွားပြီးတော့လုပ်လို့ရတယ်။ကြောင်ပေါ့နော်အပြင်ကိုပိုက်လိုင်းလေးထုတ်ပေးတာကိုတွေ့မြင်ရပါတယ်ရှင်ဒီနောက်ပွေးမှာတော့ပေါ့နော်အခုလိုမျိုး cornice တွေအပြည့်နဲ့ light swing မီးတွေကိုဖိတ်တောက်ဖြစ်အောင်လို့ပေါ့နော်ထားရှိပေးတာကိုလည်းတွေ့မြင်ရပါတယ်ရှင်လူကြီးမင်းအနေနဲ့တိုက်သစ်ဆက်ဆက်ကိုရှာနေဆိုရင်ဈေးကို2000ကျော်ပဲသုံးမယ်ဆိုရင်တော့ဒီတိုက်သစ်အယောင်တွေကိုလာရောက်ပြီးတော့ကြည့်ရှုပေးကြပါရရှင်အားသာချက်ကတော့တောင်းတိုက်ပဲဖြစ်ပါတယ်ရှင်လူကြီးမင်းအနေနဲ့ဒီအယောင်ကန်းလေးကိုဝယ်ယူခြင်းနဲ့လာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့အောင်ထောင်အင်ချန်ကြီးကိုဆက်သွယ်ပြီးတော့လာရောက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါရရှင်ဆက်သွယ်ရဲ့ဖုန်းနံပါတ်က3999583693ပဲဖြစ်ပါတယ်ရှင်ကြည့်ရှုသူလူချင်းမင်းများမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်ကြပါလိမ့်ရှင်